ဒီနေ့လေးမလိန်လေးစော်တာမလိန်စော်တော့အောက်မှာချနေလို့အောက်မှာတီးနေတော့ကိုကလည်းဒီမှာရွှေလေးခွာမယ်ဆိုလောက်ဘူးမှမသိအောင်တိတ်တိတ်လေးခိုးခွာအမှပဲလင်းရရောက်နောက်ဆိုလိုကြီးလာကောက်တော့ဆိုလိုလာကောက်တော့ပေးလိုက်ရတယ်ပေါ့ကွာနင်းပေးလိုက်ရတော့ပြဿနာတော့မရှိပါဘူးနောက်တစ်ခါကျတော့ငါတို့တက်တဲ့ဘက်တဲ့ထက်ဆောင်ကြရတာပေါ့နော်တက်တဲ့ဘက်တဲ့ထက်ဆိုင်တဲ့အခါမှာ easier ရောက်လာတယ် easier လေးရောက်လာတယ်ကျန်တဲ့အကောင်တွေလည်းအကုန်လုံးရောက်လာသူ့ဖွဲ့သားတွေ packet တွေဝိုင်းပေးကြတယ်ပေါ့ကွာငါ easy ရောက်ရင်ဖြတ်လိုက်တော့ဒီကောင်လေးနဲ့တိုင်ပတ်သွားတယ်နောက်ပြီးလင်းကိုထက်ဖြတ်မှာပေါ့အဲ့ဒီမှာမင်းစစ်သားလေးဖြတ်သွားပြီဒါပေမဲ့ဒီကောင်လေးဘက်ကတော့ထိသွားတယ်ဒီကောင်လေးလစ်သွားပြီကွာဟုတ်လားဒါမှတခုကောင်းတာအစမိုင်ရာကြီးကငါတို့မပေးတော့မျိုးခန်းပေးရမြင်လားဒီကောင်လိုက်ပြီးနေတယ်တော်တော်အလုပ်ကြီးရှိအောင်မပြီးနိုင်တော့ဘယ်တော့မှကြာလဲကြာသွားလဲဆိုတာကြည့်တော့နောက်ထပ်ဟိုကောင်တေးပြီးသားကောင်တွေက refund တွေတော့ပြန်ထွက်လာပြီမှာထွက်လာပြီးနောက်တစ်ခါထက်လာဆိုင်တာဒီကောင်ကလိုကွာ Aspire နဲ့သူအရှိရပြမယ်နောက်က easy နဲ့ထောက်သူတို့ကစားကွက်ကခလီကွက်ကလေးလူရှင်တော့ကြီးတာပေါ့နော်သူအဲ့လိုမျိုးသွားကျင်တာငါကလည်းသဘောပေါက်တယ်အဲကြောင့်ငါလည်းဝင်းမတိုးတော့ဟိုရနေပြီးတော့ပဲဒီကောင်လေးကိုဒီ damage တွေပုတ်ပြီးတာပေါ့နော် AD ရလို့ရှိရင် AD လေးဖွင့်ပေးလိုက်တဲ့ခါကျလို့ရှိရင်ဒီကောင်လည်း constant တိုင်ပတ်အဲ့လိုမျိုးပုံစံလေးနဲ့ပြောရတယ်ဒီလေသူတို့ထည့်လိုက်သွားလို့ရှိရင် over ရောပြောဖြစ်ဖို့တေးမှာတက်နိုင်အောင်ကိုလည်းဝေးရပဲကူညီနိုင်တော့တယ်အထဲထီတော့မလိုက်နိုင်တော့နည်းနည်းအောင်လေးတော့ကန်ကိုကြည့်အကိုလေးနဲ့အကိုလေးမှာဒီကောင်ကဗတ်တရားသွားတွေ့တာရောက်ဒီဘီနဲ့လည်းမစ်စစ်သားနဲ့သွားတွေ့တယ်ငါကိုလည်းနည်းနည်းဝင်းညှော်ပေးလိုက်ပြီဝင်းညှော်ပေးလိုက်တော့ဒီကောင်လေးထိနေတော့လစ်သွားအဲ့ဒီလိုဖြစ်နေတာကိုတိတ်တော့မကြသေးဘူးနော်ခက်တီတီပဲမက်စမန်မြင်တာဟိုဘက်ကမက်စမန်ကိုကြည့်ခက်တီတီပဲလာတာပဲခက်တီတီကလည်းဝိုင်းကြုံပေးလိုက်တာပေါ့ကွာဝိုင်းကြုံပေးလိုက်တယ်သူလည်းလစ်သွားတော့